မင်္ဂလာပါဒေါက်တာထွန်းမြတ်ဝင်းပါဇေဝပညာ channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းကတော့ကျွန်တော်တို့ဒီ prednisolone ဆေးရဲ့အံ့ဩဖွယ်ကောင်းတဲ့အကျိုးကျေးဇူးတွေနဲ့အန္တရာယ်များအကြောင်းပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ prednisolone ဆေးအကြောင်းကိုပြောချင်တာပါเนาะဒီ prednisolone ဆေးကเนาะအံ့ဩဖွယ်ကောင်းတဲ့အကျိုးကျေးဇူးရှိသလိုအန္တရာယ်လည်းရှိပါတယ်เนาะအဲ့တော့ prednisolone ဆေးကကျွန်တော်တို့ဒီတောက်နေတဲ့ဆေးတွေထဲမှာမကြာခဏတွေ့ရတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်เนาะဆိုတော့ဒီဆေးကအချို့ကမသိဘဲနဲ့ဒီဆေးကိုတလွဲသုံးတာတွေရှိတယ်เนาะအဲ့ဒီဒုက္ခရောက်ရတာတွေရှိတယ်ကောင်းကောင်းမသုံးတတ်တဲ့အခါကျတော့ဆိုးကျိုးတွေဖြစ်ရတာတွေရှိပါတယ်ပြီးတော့အခါကျပြီးတော့ဒီဆေးကကျွန်တော်ဒီ POM prescription only medicine လို့ခေါ်တဲ့ဆရာဝန်ညွှန်ကြားချက်နဲ့တောက်ရတဲ့ဆေးဖြစ်ပါတယ်ကိုယ်သဘောနဲ့ကိုယ်တောက်လို့မရပါဘူးเนาะကိုယ်သဘောနဲ့ကိုယ်တောက်လို့မရဘူးဆိုတဲ့အဓိပ္ပာယ်ကကောင်းကျိုးရှိလို့ဆိုးကျိုးလည်းရှိတယ်ပေါ့လေဆိုတော့ဒါလေးကိုပြောချင်တာဖြစ်ပါတယ်เนาะဆိုတော့ဒီအပြင်မှာဆိုရင်ကျွန်တော်ဆေးတိုင်းတွေမှာလွယ်ကူဝယ်တောက်ကြတဲ့ဆေးတွေလည်းဆေးတွေထဲမှာလည်းပါနေကြတယ်ပေါ့เนาะဆိုတော့ဒါတော့အဲ့ဒီခါကျကျွန်တော်ကဒီဓာတ်လေးကိုသတိထားဖို့လိုရတယ်ပြီးတော့ဒီ prednisolone ဆေးကဘယ်ယောဂတွေကိုထိထိရောက်ရောက်ကုသပေးနိုင်တယ်လဲဆိုတဲ့အချက်တွေကိုလည်းဒီဗီဒီယိုထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်เนาะဆိုတော့ကိုကဒီ prednisolone ဆေးကိုတောက်နေရတယ်ဆိုရင်ဒီဆေးနဲ့ပတ်သက်ပြီးတော့တိတိကျကျเนาะနားလည်သွားမှာဖြစ်ပါတယ်เนาะဒီဗီဒီယိုလေးကျွန်တော်လိုက်ပြီးတော့ကြည့်လိုက်မယ်ဒါလေးကျွန်တော်ဇလန်းလေးနဲ့စပြီးတော့ပြောချင်ပါတယ်เนาะမိန်းကလေးတယောက်เนาะသူစားဆိုတဲ့မိန်းကလေးတယောက်ကเนาะဒီနေ့မှာသူကသက်ရှူကခတ်ပြီးတော့အရေပြားမှာအနီစက်တွေထွက်လာတော့ကိုတွေးလိုက်ရပါတယ်အဲဒီကသူကဆရာဝန်နဲ့သွားပြတယ်เนาะဆရာဝန်နဲ့ပြလိုက်တော့ဆရာဝန်ကစစ်ကြည့်လိုက်တဲ့အခါမှာ allergy လို့ခေါ်တဲ့ဓာတ်မတည့်တာကိုတွေးလိုက်ရတယ်เนาะဓာတ်မတည့်လို့ဒီလိုဒီအရေပြားမှာအနီကွက်တွေဖြစ်တာပေါ့เนาะအဲ့ကကြတော့ဆရာဝန်ကစမ်းသပ်စစ်ဆေးပြီးတဲ့နောက်မှာဆေးပေးလိုက်တယ်เนาะဗာဆေးပေးလိုက်လဲဆိုတော့ prednisolone ဆေးကိုစားတော့ဖို့ညွှန်ကြားလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ prednisolone ဆေးကဒီ allergy ကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုเนาะကိုလင်းမြန်စွာရှော့ချပေးနိုင်ပြီးတော့ကျွန်တော်အသက်ရှူလမ်းကြောင်းကိုလည်းအမြန်ဆုံးဖွင့်ပေးနိုင်လို့ဖြစ်ပါတယ်เนาะမချက်ချင်းမတော့ဘူးဆိုရင်တော့เนาะနောက်ပိုင်းကျရင်ရောင်ရမ်းတာတွေအသက်ရှူခတ်တာတွေကပိုပြီးဆိုးလာနိုင်တာဖြစ်တဲ့အတွက်အချိန်ဆွဲလို့မရဘဲနဲ့ချက်ချင်းတောက်ရတာဖြစ်ပါတယ်ဒီဥပမာကျွန်တော်ပြောနေတဲ့ဆေးကဒီဆေးဖြစ်ပါတယ်เนาะ prednisolone ဖြစ်ပါတယ်တစ်လုံးမှာ5 mg ပါပါတယ်ပုံမှန်အဖြစ်เนาะဆိုတော့ဒီဆေးရဲ့ထူးခြားချက်ကသူကတခြားဆေးတွေနဲ့မတူဘူးเนาะတခြားဆေးတွေနဲ့မတူတာမန်အယောင်ပျောက်ဆေးတွေလို့မဟုတ်ဘူးเนาะအဲ့တော့အဲ့ဒါမှเนาะအဲ့တော့နောက်တစ်ချက်ပြောချင်တာဒီဆေးကဘယ်ဆေးအုပ်စုတွေမှာပါတယ်လဲเนาะဆေးတွေတော်တော်များများသူ့ဆေးအုပ်စုနဲ့သူရှိကြပါတယ်ဒီ prednisolone ဆေးက corticosteroid လို့ခေါ်တဲ့ဆေးအုပ်စုတွေမှာပါပါတယ် corticosteroid ဆိုတာကဘာလဲဆိုတော့ကျွန်တော်ဒီခန္ဓာကိုယ်ရဲ့ရောင်ရမ်းမှုကိုချော့ချပေးနိုင်တဲ့ဒီဆေးအုပ်စုဖြစ်ပါတယ်เนาะခန္ဓာကိုယ်ရောင်ရမ်းမှုဆိုတာကဓာတ်မတည့်လို့ဖြစ်လာတဲ့ရောင်ရမ်းမှုပေါ့เนาะပြင်ပကရာဝတ္ထုတစ်ခုခုเนาะဆေးဖြစ်မဲ့စားတော့ဖြစ်မဲ့စသဖြင့်ရာဝတ္ထုပစ္စည်းတွေဖြစ်မဲ့အဲ့လိုဖြစ်တဲ့အခါမှာเนาะခန္ဓာကိုယ်နဲ့တုံ့ပြန်မှုဆိုတဲ့ hypersensitivity လို့ခေါ်တဲ့တုံ့ပြန်မှုလွန်ကဲတာတွေဖြစ်လာတယ်အဲ့ဒီတုံ့ပြန်မှုလွန်ကဲခြင်းကအရင်ပြင်းနေတဲ့ခါကျရင်အသက်အန္တရာယ်ထိခိုက်ထဲထိဖြစ်နိုင်တယ်အဲ့ဒီဒါကြောင့်เนาะကျွန်တော်တို့ကတုံ့ပြန်မှုကို hypersensitivity ကို short ချဖို့เนาะတုံ့ပြန်မှုလွန်ကဲမှု short ချဖို့အတွက်ကျွန်တော်ဒီ corticosteroid တွေကိုပေးတာဖြစ်ပါတယ်เนาะ prednisolone က corticosteroid အုပ်စုတွေမှာပါပါတယ်တခြားဆေးတွေမှာ hydrocortisone တွေရှိတယ်နောက် methylprednisolone တွေရှိတယ်အဲ့ဒီဆေးတွေကလည်းပဲ corticosteroid တွေမှာပါတဲ့ဆေးတွေဖြစ်ပါတယ်ဒီထဲမှာကျွန်တော်ကပြောချင်တာက prednisolone ဆေးအကြောင်းကိုပြောချင်တာဖြစ်ပါတယ်เนาะဒါကြောင့်ဒီဆေးတွေကကျွန်တော်ခုနလိုမျိုးပန်းနိုင်ရင်ကျက်တဲ့လူတွေ allergy ကြောင့်ဖြစ်တဲ့เนาะ allergy ကိုအခြေခံပြီးဖြစ်တဲ့ဒီယောဂတွေကိုသူကတတ်တာပျောက်ကင်းစေတဲ့ဆေးဖြစ်ပါတယ်ဟုတ်ပြီပြောချင်တာဒီ prednisolone တောက်လိုက်တဲ့ခါကျတော့ဒီသူသားရဲ့အခြေအနေကเนาะတည်တည်တတ်တာတိုးတက်လာပါတယ်အဲ့တော့အသက်ရှူခတ်တာတွေပြီးတော့အရေပြားရောင်ရမ်းတာတွေကိုတတ်တာသွားစေပါတယ်အဲ့တော့ prednisolone ကဓာတ်အပြင်ရှားရောင်တာတွေကြောင့်ဖြစ်တဲ့ arthritic အဆစ်မြစ်ရောင်တာပြီးတော့ IBD လို့ခေါ်တဲ့ inflammatory bowel disease စတဲ့ဒီပြဿနာတွေကိုပါတတ်တာစေတာဖြစ်ပါတယ်ဒါကြောင့်ဒီလိုပြင်းထန်တဲ့ဓာတ်မတည့်ယောဂတွေကိုရှော့ချပေးနိုင်တာဖြစ်ပါတယ်เนาะ
မာလေးကဒီဆေးတောက်ပြီးတော့မှပြန်ကောင်းသွားတယ်ပေါ့နော်ဒါကတော့ဒါကျွန်တော် allergy ဖြစ်တာပေါ့နော် allergy ဖြစ်တယ်ဒါကတော့ band aid ချက်ဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီ prednisolone ဆေးကဒီအခြေအနေကိုကောင်းမွန်စွာသက်သာစေနိုင်ပါတယ်ဆိုတော့ကကြတော့ဒီဆေးကျွန်တော်ဘယ်လိုတောက်ကြမလဲเนาะဆိုတော့ဒီပြောခဲ့တဲ့အတိုင်းပဲ prednisolone ဆေးကတစ်လုံးကို5 mg ပါတယ်เนาะစားတဲ့အခါမှာယောဂပြင်းထန်မှုပုံမူတည်ပြီး5 to 60 mg တွေတောက်ဥပမာတစ်လုံးကနေပြီးတော့မှ12လုံးအထိပေါ့เนาะဆိုတော့10လုံးဖြစ်နိုင်တယ်10လုံးဖြစ်နိုင်တယ်12လုံးဖြစ်နိုင်တယ်ဒါကတော့ဆရာဝန်ညွှန်ကြားချက်နဲ့တောက်ရတာဖြစ်တယ်ကိုယ်သဘောနဲ့ကိုလုံးဝတောက်လို့မရပါဘူးတောက်လိုက်ရင်အန္တရာယ်များပါတယ်เนาะဆိုတော့ပြီးတော့ဆရာဝန်ကဆေးပမာဏကိုညှိပေးပြီးတော့ဖြည်းဖြည်း short ပေးရတာဖြစ်ပါတယ်ဒီဆေးရဲ့ထူးခြားချက်ကဆေးတောက်ပြီးတဲ့အခါမှာဆိုရင်လည်းပဲချက်ချင်းရက်လိုက်လို့မရဘူးเนาะယောဂတက်တာဆိုတော့ချက်ချင်းရက်လိုက်လို့မရဘူးဆေးကိုဖြည်းဖြည်းချင်း short ပေးရတာဖြစ်ပါတယ်ချက်ချင်းရက်လိုက်ရင်ဖြစ်လာနေတဲ့အန္တရာယ်တွေရှိလို့ဖြစ်ပါတယ်เนาะများသော60 mg ထက်တစ်နေ့ကိုပို့ပြီးတော့ပေးလို့မရဘူးเนาะတော့ဘယ်လောက်ထိတောက်လို့ရလဲဆိုတော့တစ်ပတ်3ပတ်ပေါ့နော်ဆရာဝန်ညွှန်ကြားချက်တိုင်းတောက်ရတယ်အဲ့ထက်လည်းပို့ပြီးတော့တောက်လို့မရဘူးတောက်တဲ့ခါကျရင်ကျွန်တော်အစာနဲ့တွဲတောက်ဖို့လိုတယ်နော်ရေများများနဲ့တောက်ဖို့လိုအပ်ပါတယ်တော့သတိထားမဲ့ချက်လေးတွေပြောချင်တယ်နော်ဗါလဲဆိုတော့prednisoloneဆေးတောက်လိုက်တဲ့ခါမှာညီမလေးကနော်ဒီသူစားကလုံးဝကိုသက်သာပျောက်ကင်းသွားတယ်နော်ပျောက်ကင်းသွားတယ်မှတ်သားမဲ့ချက်လေးပြောချင်တယ်ဒါဗါလဲဆိုတော့ကျွန်တော်တို့ဒီဆေးကိုစားနဲ့တွဲပြီးတော့သတ်မှတ်ချိန်တိုင်းတောက်ဖို့လိုတယ်ဆေးပြားကိုကြိတ်တာဝါတာမလုပ်အောင်ရေနေပဲမြုပ်ချရမယ်ကိုမှdiabetes mellitus လို့ခေါ်တဲ့ဆီးဂျိုယောဂ hypertension လို့ခေါ်တဲ့သွေးတိုးယောဂဒါမှမဟုတ်ရင် osteoporosis လို့ခေါ်တဲ့ရိုးပွယောဂတွေရှိနေတယ်ဆိုရင်တော့ဆရာဝန်ကိုပြောပြရမှာဖြစ်တယ်ဘာကြောင့်လဲဆိုဒီဆေးကဒီယောဂတွေကိုပိုဆိုးစေနိုင်လို့ဖြစ်တယ်ခဏတော့လည်းပြဿနာမရှိပါเนาะပြီးတော့ဘေးတော့ဆိုကြအနေနဲ့ကျွန်တော်ကိုယ်လေးချိန်တက်တာတွေအိမ်မပြောတာတွေပြီးတော့ဒီသွေးတွင်းတကြားဓာတ်တွေတက်တာတွေเนาะပြီးတော့အယိုးပွားတာဒီ immunity ကျဆင်းတာပေါ့เนาะကိုယ်ခံကျဆင်းတာတွေဖြစ်နိုင်လို့ဖြစ်တယ်เนาะဆိုတော့ဒါတော့သတိထားမဲ့ချက်တွေဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်ဗီဒီယိုထဲမှာ prednisolone နဲ့ပတ်သက်တဲ့เนาะဒီအသုံးဝင်တဲ့ချက်တွေเนาะအသုံးဝင်တဲ့ချက်တွေဘယ်လိုသုံးရမလဲချက်တွေကျွန်တော်မျှဝေပေးသွားတာဖြစ်ပါတယ်เนาะဆိုတော့ prednisolone ဆေးကသတိထားပါသုံးတဲ့အခါမှာသတိထားဖို့လိုတဲ့ဆေးဖြစ်ပါတယ်เนาะအသွားနှစ်ဖက်နဲ့ဓာတ်နဲ့အတူပါတယ်เนาะအကောင်းကျိုးများသလိုဆိုးကျိုးလည်းများတဲ့ဆေးဖြစ်တယ်เนาะဆိုတဲ့အခါကျတော့လုံးဝကိုယ်သဘောနဲ့ကိုမတောက်သင့်ဘူးဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှတောက်အောင်ဖြစ်တယ်ခုနပြောခဲ့တဲ့ဒီ allergy ကြောင့်အဓိကအထူးသဖြင့် allergy ကြောင့်ဖြစ်တဲ့ရောင်ရမ်းတာတွေပြီးရင်တခြားအကြောင်းမျိုးကြောင့်ရောင်ရမ်းတာတွေကိုသူက short ချပေးနိုင်တယ် anti inflammatory လို့ခေါ်တယ်အရောင်ကျတွေဖြစ်တယ်เนาะတခြားအရောင်ကျတဲ့အုပ်စုတွေလည်းရှိတယ်ဒါပေမဲ့ဒီဒါကြတော့ကျွန်တော်ဒီ corticosteroid အရောင်ကျသေးများလို့ပြောလို့ရတာပါเนาะဒီအုပ်စုတွေဟာဆေးတွေဖြစ်ပါတယ်အဲ့တော့ဒီဆေးနဲ့ပတ်သက်ပြီးတော့သိချင်တာများရှိတယ်ဆိုလည်း comment မှာမေးမြန်းနိုင်ပါတယ်နော်ကိုတောင်းနေတယ်ဆိုရင်လည်းမေးထားခဲ့လို့ရပါတယ်တခြားလည်းတခြားယောဂတခြားဆေးအကြောင်းများသိချင်တယ်ဆိုရင်လည်းမေးထားခဲ့လို့ရပါတယ်နောက်ထပ်လည်းဗီဒီယိုအသစ်များကိုတင်ပေးဖို့ရှိပါတယ်ဗီဒီယိုအသစ်တင်တိုင်းသိနိုင်မှုအတွက် notification ခေါင်းလောင်းလေးကိုနှိပ်ပေးပါကျေးဇူးတင်ပါတယ်